ရားလောင်းကအဲ့ဒီအချိန်မှာဇံပင်ကြီးနေရနေပြီအဲ့ဒီနေ့မှာပဲရတိုက်ဆိုင်တော့တခါကြီးမိုက်မှာငကိုယ်တော့ကနှစ်ပေါင်းများစွာကျင့်သုံးနေတာဘုရားလောင်းကဘာဇံပင်ကြီးမှမရဘူးအဲ့ဒီနေ့မှာရအဲ့ဒီဇံပင်ကြီးရခြင်းရဲ့အကြောင်းလေးကလည်းစိတ်ဝင်စားတဲ့အကောင်းတယ်ဘာလို့ဆိုတော့ဦးဇင်းတို့နန္ဒမူလှိုင်ကူမှာသတင်းသုံးနေတယ်ပြည့်စေကဗုဒ္ဓအရှင်မြတ်တစ်ပါးကအဲ့ဒီတောထဲကိုသူ့ရဲ့အဘိညာဉ်နဲ့လှမ်းကြည့်တော့ဘုရားလောင်းကိုမြင်တယ်မြင်တော့ဘုရားလောင်းကအဲ့ဒီဘဝကအင်မတန်မာနကြီးနေတယ်သူကအမျိုးမြတ်တယ်ဆိုပြီးတော့မာနတွေကြီးနေတာဘယ်သူမှတူတယ်တန်တယ်လို့ကိုမထင်ဘူးဘုရားလောင်းကတောထဲမှာစီးစိမ်ဥစ္စာတွေဆွန့်ပြီးတော့ရသေးဝတ်နေတယ်သို့တော့မာနကိုတော့သူမဆွန့်နိုင်ဘူးစီးစိမ်တွေအတိုင်းဝိုင်းတွေချစ်တာတွေအကုန်လုံးဆွန့်နိုင်တယ်နော်ဒါပေမဲ့ဘာကိုမဆွန့်နိုင်ဘူးမာနကိုဆွန့်နိုင်ပါဗျာကိုတေဟုတ်တဲ့ငါလို့ထင်းနေတဲ့အထင်တစ်လုံးကိုသူမဆွန့်နိုင်ဘူးအဲ့ဒီအထင်ကသူ့ကိုတားဆီးနေတာဇံပင်ကြီးမရအောင်အဲ့ဒါနဲ့ပြည့်စုံကဗုဒ္ဓအရှင်မြတ်ကသိတယ်ဒါဖျားဖြစ်မဲ့ဖျားအညွန့်ကလေးပဲတဲ့လူယုံမှတယောက်မဟုတ်ဘူးတဲ့မဆုံးရှုံးတဲ့ဘူးဆိုပြီးတော့ပြည့်စုံကဗုဒ္ဓအရှင်မြတ်ကတနာလုံးလို့ကောင်းငင်ကနေဇံပင်ကြီးနဲ့ကြွလာပြီးတော့ဖျားလောင်းတရင်သုံးတဲ့သင်္ကန်းကျောင်းလေးရဲ့ဘေးကကြောက်ဖြာပေါ်မှာထိုင်းနေတာအဲ့ဒါသူကသင်္ကန်းကျောင်းထဲကနေဖျားလောင်းကထွက်လာပြီးတော့ကြည်စမ်းငါနေရာကိုပိုင်စိုးပိုင်နဲ့မပြောမဆိုလာပြီးတော့ထိုင်းနေတာဘယ်ကလူယုံမှလည်းမသိဘူးတဲ့သူစိတ်ထဲစဉ်းစားနေတာနော်မကြည့်နဲ့ဘူးညူးစူးနေတာစိတ်ထဲမှာမာနတွေနဲ့ညူးစူးနေတာဒီလူကိုအထင်သေးနေတာဟုတ်လားအဲ့ဒါနဲ့ तू ကအဲ့ဒီနာသွားတယ်ဟိုကအသားလေးငင်ငင်လေးနေတဲ့တကယ်ကြီးညူစရာကောင်းမှာပါနော်ပြည့်စေကဗုဒ္ဓဆိုတော့ကိလေသာဘာမှမရှိတော့ဘူးလေနှစ်သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ခဲ့တဲ့အရင်မှကြီးတွေလေဟုတ်လားအဲ့ဒီမှာ तू ကဘာသွားပြောတုံးဆိုတော့ဦးဇင်းတို့ဘုရားလောင်းကလက်ဖြစ်တွေးပြီးတော့တကယ်နစ်နာနာကြီးပေါ့နော်ဟဲလူရုပ်ပြက်လေလို့တဲ့ဆိုလိုတာကအခုခေတ်ဆိုရင်တော့ပြင်းပြင်းထန်ထန်မင်းနဲ့ဒီနေရာနဲ့တန်လိုလာသွားထွက်သွားလို့ခိုင်းလိုက်တာပါပဲအဲ့ဒီမှာပြည့်စေကဗုဒ္ဓအရှင်မြတ်ကဟိုအမျိုးကောင်းတာဘာကြောင့်သင်ကဒီလောက်မာနတွေကြီးနေရတာတို့သင်ကတကယ်စင်စစ်လာမဲ့ဗဒ္ဒကဘာမှာဂေါရမအမိရတဲ့သင်ဖျားဖြစ်မှာသင်ရဲ့အဂတဝကတွေကဘယ်သူတွေသင်ရဲ့အဖေမေကဘယ်သူတွေဟုတ်လားသင်ရဲ့အလုတ်ကျွေးကဘယ်သူသင်ရဲ့တက်တန်းကဘာအကုန်လုံးပြောတာပြည့်စေကဗုဒ္ဓအရှင်မြတ်ကအဲ့ဒါတွေ तू စိတ်မဝင်စားဘူးမာနနဲ့သူ့ကိုနှိပ်စက်နေတော့ဒါတွေ तू စိတ်မဝင်စားဘူး तू ဘာပြောနေတာလို့ तू မသိဘုရားလောင်းဖြစ်ပုံနော်အဲ့ဒါနဲ့ဘုရားလောင်းကမာနတွေသိကြည့်နေတော့ပြည့်စေကဗုဒ္ဓအရှင်မြတ်ကဘာမှမပြောတော့ဘဲနဲ့ကဲသူ့ကိုလက်တွေ့ပြမှရမယ်ဆိုပြီးတော့ကောင်းငင်ကိုရုပ်ချီထပြန်လိုက်တယ်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကပြန်ပြီးတော့သူ့ရဲ့ခြေဘဝမှာကတ်နေတဲ့ခြေမှုမြေမှုတွေကိုတကူတော်နဲ့ဖန်ဆင်းပြီးတော့အဲ့ဒီဘုရားလောင်းရသေးရဲ့ဆန်းကြကြတဲ့ကိုကျဲချလိုက်တယ်အဲ့ဒီမှာ तू မော့ကြည့်တော့မျက်နှာပေါ်ခြေမှုနေကြကြည်စမ်းအဲ့ဒီမှာ तू အကြီးကျယ်ထိတ်လန့်သွားတယ်ငါပါလေစိုးကငါမာနတွေကြီးနေတာသူ့ကိုမတူမတန်ထင်နေတာအင်မတန်လေးလံတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြွတ်တက်ပြီးတော့ပြင်းသွားအောင် तू လုံနေတဲ့အစွမ်းရှိငါမကြည့်စမ်းစဉ်းစားတယ်နော်အဲ့ဒီလိုစဉ်းစားပြီးတော့ဒီလောက်မြင့်မြတ်တဲ့ပုံကိုယ်နဲ့တွေ့နေပါလေခင်ဗျငါ့ကိုပြောသွားတာဗါတဲ့ငါ့ကိုဘုရားဖြစ်မယ်လို့ပြောသွားတာဘယ်လိုဖြစ်မှလဲတပည့်တော်ဘယ်လိုဆက်ကြည့်ရမှာလဲဘာတွေဖြစ်မှလဲငါဘာမှမမေးလိုက်မိဘူးငါအင်မတန်ယုံမာတဲ့ငါပဲဘယ်တရားကငါ့ကိုဒီလိုအောက်ကျနောက်ကျတဲ့အောက်တန်းနောက်တန်းကျတဲ့ပုံသဏ္ဍာန်တွေဖြစ်အောင်ဖန်တီးနေတယ်လေဒီအမူအရာတွေဖြစ်အောင်ဘယ်သူလုပ်တာလဲမာနကလုပ်တာသူသိရဲ့နော်အဲ့ဒါနဲ့ဒီမာနကိုငါမပယ်မသက်ရခြင်းဒီကြောင်းကန်းတွေကမထွက်ဘူးအရိယာမနဲ့တော့ပယ်တတ်တာတော့မဟုတ်ဘူးပေါ့နော်သူဇံပင်ရင်ရတယ်ကြောင်းထဲဝင်ပြီးတော့လေ့ကျင့်အားထုတ်နေကြကတိုင်းပရိကံကိုကြည်ပြီးတော့သူဇံပင်ရင်ရတယ်အဲ့ဒီမှာသူ့ရဲ့မျက်နှာတွေလည်းကြီးလင်းပြီးတော့ကိလေသာကိုဝိခံဗနပဟံခွာထားနိုင်တယ်နော်ဇံပင်ရင်နဲ့ဟုတ်လားအဲ့ဒီမှာသူကကြီးလင်းသင်္ကန်းကျောင်းထဲကထွက်လာတော့မြေခွေးကိုလည်းတွေ့တယ်ဝင်းကိုလည်းတွေ့တယ်ငွေကိုလည်းတွေ့တယ်ပြီးတော့ဗာလဲခိုးကိုလည်းတွေ့တယ်အမင်းတို့လည်းစုံလို့ပါလားဘာလို့လာဥပုံဆောင်ကြတုံးဆိုတော့မှသူတို့ကအသီးသီးပြောပြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကလေးတွေမေ့မပြည့်နဲ့နော်ခိုးကဗာလဲတန်ရောစဉ်တက်မဲ့မှုတွေကိုပယ်တတ်နိုင်ဘူးဟုတ်လားငွေကဒေါသကိုပယ်တတ်နိုင်ဘူးမြေခွေးကလောဘကိုပယ်တတ်နိုင်ဘူးဝန်ကတော့အတိလောဘကိုပယ်တတ်နိုင်ဘူးဘုရားလောင်းကြီးကတော့မာနကိုပယ်တတ်နိုင်ဖို့ဥပုံဆောင်ရတာနော်အဲ့ဒီတော့သူတို့အဲ့လိုဘာကြောင့်ကုသိုလ်ဓုတွေနဲ့ကြီးပွားကြသလဲဆိုကိုယ်အကြောင်းကိုကိုမြင်အောင်ကြည့်ပြီးတော့အဲ့ဒီမကောင်းတဲ့အခြေအနေကနေရုံးထွက်ဖို့ကြိုးစားကြ